ဘိုက်ကြီးနဲ့တော့ငါလည်းရိုက်ခံရတယ်အခုလည်းရိုက်ခံရတယ်ကလေးမှတစ်ရက်သားပဲရှိသေးတယ်တခြားကောင်မဟာတွေကိုပေါ်သမျှဟာတွေအကုန်လုံးကြည့်ပြီးဒီဘက်တော့တနေငုံသိတယ်အဲ့ဒီထွက်တာတနိုင်ငံလုံးသိရဟုတ်တယ်နင်ကဘာလို့အတွင်းကြကြဘယ်လိုလဲကလေးကိုလည်းနေအောင်မကလေးနဲ့လည်းဆောင်းရပြီးတဲ့လုံးတော့ကလေးနဲ့လည်းအားလုံးပဲမင်္ဂလာပါဇင်လေး YouTube channel လေးနဲ့ပြန်လဲကြိုဆိုလိုက်ပါရရှင်အခုတင်ဆက်ပေးမယ့် video လေးကတော့ဒီအမဆိုလို့ရှိရင်လည်းအပြိုတုံးကတော်တော်လေးကိုမှလှရရှင်အိမ်အောင်ကြလဲပြီးကောနော်ယောက်ျားလုပ်တဲ့သူကဦးဒီလက်ရောက်ကျူးလွန်တဲ့အပြင်ပိုက်ကြီးနေတော့လည်းနှိပ်ဆက်တယ်ကလေးမွေးပြီးတော့လည်းဒါနှိပ်ဆက်တယ်နော်ဘလောက်တောင်မှကြောက်ဖို့ကောင်းလိုက်လဲရှင်ကဲ main ကလေးယူလဲနော်ဒီအမလိုမျိုးမဖြစ်အောင်မကြုံရအောင်လို့ video file လေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ရှင်လင်းနဲ့မရဘူးလို့မိမမသိအောင်နော်ဘာမှမလုပ်နဲ့ခွေရမှာဘာမှမလုပ်နဲ့နော်လို့အဲ့လိုပြောတာဘာမှမလုပ်ပါဘူးဘာလို့ရမှာတော့ကိုမိမနဲ့သားနဲ့ရှိနေရမယ်ရပြီလေအဲ့လိုမျိုးပြောလာအဲ့ဟာကိုဒေါ်ရာတွေထွက်ပြီးတော့ဘာလုပ်လို့လဲဘာဖြစ်တယ်ညာဖြစ်တယ်နဲ့မလေးတခြားကောင်မ HD ထွက်တာတွေကြတော့အကုန်သိတယ်အတွေးကြအကုန်ပြောပြနာမယ်မလေးသိလိုက်လားရှာကြည့်နေလို့လားလို့အဲ့လိုပြောတာစေးုံမှာတော့ငါအမလေးရှင်းပြနေရအမလေးသူများ HD ထွက်တာအခုကျတော့ဒီတခြားဘာမှမသိအောင်မလုပ်နဲ့နော်လို့အဲ့လိုမျိုးလေးပဲဒီလိုလေးပဲပြောတာ။ဘောရတွေထွက်ပြီးတော့လူကိုဘိုက်ကခွဲမွေးထားတာမို့လို့စကားကလည်းတော်ပြီးတော့လည်းပြောတယ်ကိုကလည်းဘာမှမလုပ်နိုင်ခုနကလည်းဟိုဟာရှည်တန့်ဘုံအကြီးနဲ့သူကရိုက်မလို့နေငါဘာမှမလုပ်နိုင်ဘူးဆိုပြီးတော့လို့နိုင်ခြင်းတယ်လို့နိုင်ခြင်းတာလားလို့အဲ့အောင်ဂုံယူနေရလားလို့သူ့ကိုအဲ့လိုပြောအဲ့အောင်ကလေးကကလေးမမအိတ်နေတာကိုကလေးကိုလက်ကြီးနဲ့စတိုက်တူကလေးရလန့်ဝါလူလည်းပါတယ်ထိုးနားတယ်ထိုးကောင်းတယ်ပေါ့ရှာကိုဝင်တဲ့တော့လည်းကိုဝင်တယ်အခုလည်းလိုင်းပေါ်မှာတင်ကြည့်ရတရားကိုပြတယ်မင်းဒီပဲမအေးကလေးကိုလည်းနာနေလို့ဘာဖြစ်တယ်ညာဖြစ်တယ်လို့သူများကလေးကျွန်တော်သူကတအားချစ်တယ်သူ့တို့သားလွယ်လို့တခြားကလေးဆိုသူတအားချစ်ညာကလေးကျွန်တော်သူများအရှိတာချစ်တယ်လို့နဲ့လောက်ပြတာဖတ်တော့ရောက်တယ်ရှိရဲဆိုလို့ရှိရင်ကလေးကိုရပတ်တယ်လို့နာနေလို့ကလေးပေါက်စနာလေးပဲသေးပေါက်ချီကိုဆိုအဲ့အနံ့တော့ကလေးပေါက်စာအနံ့တော့ရှိမှာပဲလေတော့ဘာလို့ဖြစ်နေလဲယူချင်လဲယူသွားဟဲ့လို့ငါတို့သားမင်းရောက်ထားရင်လည်းထားခဲ့လိုက်တော့လို့ပြောအခုလည်းခွဲထားတဲ့ဟာနာလို့သူကအဲ့လိုပြောနေဆိုပိုနာအဲ့လိုကောင်ကြီးကနော်ကိုယ့်ရဲ့သွေးသားကြတော့နန်နေပြောရနော်တခြားမိမရဲ့စမှုအနံ့ကြတော့တအားကြိုက်တဲ့အကောင်နေနော်နောက်ထပ်ဒီအမဘာကြီးထပ်ပြီးတော့ကြုံရသေးလဲဆိုတာဒါထပ်ပြီးတော့ပြောထားသေးရဲ့ရှက်ဒီဗီဖိုင်လေးကိုလည်းဆက်ပြီးတော့နားထောင်ကြည့်လိုက်ကြရအောင်နော်ဘိုက်ကြီးနဲ့တော့ငါလည်းရိုက်ခံရတယ်အခုလည်းရိုက်ခံရတယ်ကလေးမှတစ်ရက်သားပဲရှိသေးတယ်တခြားကောင်မဟာတွေကိုပေါ်သမျှဟာတွေအကုန်လုံးကြည့်ပြီးစားဆုံးသိနေပြီအခုကျတော့ငါ့ကိုရိုက်ဘာဖြစ်လာလဲလို့ဘာဖြစ်ငါဘာရိုက်လွတ်လို့လဲရိုက်ဟမ်ဘာလို့လဲငါအခုနေငါ့ကိုရိုက်နေတယ်လေအေးစနေတော့ခလေးရှိတယ်ကွာမင်းကလည်းမင်းစောက်တော့တည်းအောင်လုံးလည်းသိနေတယ်ဘာလို့မကောင်းတာလဲလုံးမင်းအဲ့ဒီဘက်တော့တနေငုံသိတယ်အဲ့ဒီထွက်တာတနိုင်ငံလုံးသိရဟုတ်တယ်နင်ကဘာလို့အတွင်းကြဘယ်လိုလဲငါရိုက်ငါဒီကငါကောင်းတယ်ငါဘယ်တော့ဘာလို့ကောင်းတာဘယ်လိုနေရလဲဟာ
တိုင်းစင်းတွေကခလေးပဲငကောင်းတော့ကောင်းကျတော့ငါလုပ်နေရလေဟာမင်းကဘယ်တော့ကောင်းနေရလဲ ငါအခုဗီဒီယိုရိုက်မှငိုပြမနေတော့ ပြောဆိုလို့ဘယ်မှမကောင်းပြောငါဘူးငါဒီပဲ တစ်ချိန်လုံးကောင်းမှမကောင်းတာငါ့ကိုအားရှိရိုက်ဖို့နှပ်ဖို့လောက်ပဲ ရှိနေပြီငါကောင်းနေတယ်ငါကောင်းချိုးသားနေတယ်မင်းစိတ်ကဘယ်တော့မပြုတ်ပြင်းဘူး ငါမပြုတ်ပြင်အောင်ငါဘာများလုံးနေလို့ဟမ်မပြုတ်ပြင်အောင် မင်းစောက်စိတ်ကစောက်အောင်တော့တရားဘယ်တော့မပြုတ်ပြင်းတာတော့ငါဘာလုပ်နေလို့လဲဟမ်အဲ့ကိစ္စတွေကိုဆင်းသွားတယ်ပြီးသွားမဟုတ်လားအဲ့ဒါတွေက အခုပြောတာအဲ့ကိစ္စမပါဘူးငါနင့်ကိုပြောတာဒီတိုင်းပဲပြောလိုက်တယ်ငါကွယ်ရမှာအေးစစ်စစ်နေနော်တော့ငါဒီလိုလေးပဲပြောအေးဟုတ်ပြီလို့ပြောလိုက်မရဘူးလား အေးငါဘာလို့နေလို့နေနေလို့လဲ ငါနင့်ကိုမြင်းနေဘာလုပ်နေတယ်လို့ဆွဆွဲနေတာမဟုတ်ဘူးငါဒီတိုင်းပဲပြောရတယ်လို့ မင်းရှော့လိုက်မင်းဘာ ငါနေရမမကွာတော့ညောက်ကူရှော့ပြီးနေနေတာ ငါသူများဘသူမှအပြစ်မတင်ဘူးနင်ငါဘောမှာရှိုင်းနေရတယ်ကိုပြောနေတာ မင်းတို့ကောင်းလို့ငါကျတော့တပည့်တော်ဒီတော့ဘာလို့စောင့်ကြည့်ဆိုတာမင်းတယောက်တည်းပဲမင်းစောက်ပြောင်းနေစောက်ပြင်လူတယ်မင်းလာကူညီလားဘယ်သူကူညီလဲမင်းတက်လိုက်စဲလို့လားဘယ်သူကူညီမင်းလဲ အခုငါပပတို့အပြစ်ပြောနေလို့လား ပြောနေလေအခုမင်းတို့လောက်လေမင်းတေလေပေါင်းကြတယ်တွေ့နေလေ နင်ရှိုင်းတာကိုကျွန်တော်ငါခုတ်ခံနေရမှာပေါ့ မင်းဘာကြလို့လဲဘာရလို့လဲ ယောက်ျားနဲ့မိန်းမကိုနော်အဲ့လောက်ထိလှုပ်ရှားလည်းမလို့ဘူးနော်သူနဲ့ကိုနဲ့လုံချင်းပဲဆိုလို့ရှင်တော့ဒါထားလိုက်အောင်လေနော်ဒါကိုမိန်းမသွေးနုသားနုနဲ့ဒါဘိုက်ကလည်းခွဲထားသေးရဲ့ခလီကလည်းတစ်ဖက်နဲ့ကိုမှနော်ကိုတီလက်ရောက်လှုပ်ချင်သေးရဲ့ရှက်တော်တော်လေးကိုနော်ဒါလူမဆန်နဲ့လှုပ်ရက်နော်ဒီလိုကောင်မျိုးတွေကိုနော်ဝေဝေးကသာရှောင်ကြရှင်မိန်းကလေးလည်းကြီးထားကြနော်အဲ့လိုမျိုးလူစိမ့်မရှိတဲ့ယောက်ျားတွေကိုယူမိနော်ဒူးနဲ့မျက်ရည်အမြဲတမ်းတုံနေရမှာရှက်နောက်ထပ်ဒီအမဒါဆက်ပြီးပြောထားသေးရဲ့ရှက်ထပ်ပြီးကြည့်လိုက်ကြရအောင်နော် အခုဒီမှာကလေးကိုလည်းနေအောင်မကလေးနဲ့လည်းဆောင်းရပြီးတဲ့တော့ငါကလေးနဲ့လာပြီ အေးတော့ငါနေကိုပြောနေတယ်နော် နင်ငါ့ကိုမရှိုင်းဘူးဆိုလို့ချင်းအေးစစ်စစ် မရဘူးမင်းဖော်ပြောလေမင်းတောင်းမရှိဘူး နင်ငါ့ကိုရတယ်လို့လုပ်တယ်လေ အေးစဲနေလို့ငါနေကိုပြောနေတော့ဘာအေးစဲနေပြီငါဘီယူတိုင်းငါဦးချော်လုပ်နေရဘူးတော့နေနဲ့ငါဒီ နင်ငါ့ကိုရောကတူအောင်လုပ်နေတာလေ ပေးလိုက် အေးနင်ရိုက်တာငါသေးပါပဲပိုင်ကြီးနဲ့လည်းပိုင်ကြီးနဲ့မဆိုင်တယ်ကိုအခုကလေးမွေးပြီးတော့လည်းကလေးနဲ့မလို့နေရကောလက်ပါကြည့်ပါလေလေမရပဲဒါမျိုးလေးပြောတာနင်းအတွက်ဘာရင်များနင်းနာသွားလို့လားအေးဟောက်ပြီလို့ပြောလိုက်မရဘူးလားငါ့ကိုလက်ပါကြပါကြောင်ရှိလေသူများကလေးတွေကျွန်တော်ချစ်လိုက်တာလာလိုက်တာနဲ့ကိုကလေးကျွန်တော်ရိုးနေနန်းနေကြည့်ပဲပြောတာပဲ မကလေးကရှင်နေငါတကပြောလေ မပြောဘူးလားပြပဲလေမနေနဲ့တော့က ဟာတဲ့ချစ်လို့ဆက်ပဲငါတို့နန်လို့ကအဲ့လိုချစ်လိုက်ထလို့ပါပဲအဲ့လိုပြောတာလေဒါကမဖြစ်နေမဖြစ်နေလေစောစိတ်ဓာတ်ကမနာလို့ တင်းမမလေးငါတော့ခေါ်သွားမယ်တဲ့ကလေးကိုဘေးချပြီးတော့ဖုံးမဲ့သုံးနေတဲ့လူပါဗျာ ငါအခုဘာလုပ်နေလဲငါကလေးအဲ့တော့ငါသုံးလာတယ်ကွာငါပြီးမှာပဲကွာမင်းလူတော့နားမလဲဘူးလားလူတော့ပြောနေရအောင် ရိုက်ချင်တယ်မလားရိုက်လိုက်ငါကလေးကလာနေပြီ တန်းနေမင်းအေးစင်းငိန်နေလိုက်လို့ငါပြောငါဒေါသထွက်လိုက်လို့မရဘူးနော် ဒီဘာလို့ငါ့ကိုအရင်ရိုက်လဲရိုက်လို့ငါတင်တာ ငါဘာနေကိုရိုက်လို့လဲနေငါဒီလိုလုပ်တာလေငါဒေါသမရဘူးနော်ငါမရဘူးနော် သိတယ် အေးတိတ်နေ သိတယ်
ကြောက်စရိုက်နော်ဒီချိန်ဆိုတာ main ကလေးတွေကအရန်ကိုစိတ်အားငယ်တဲ့အချိန်ရှင့်သူတို့ရဲ့ဒါသွေးသားပြောင်းလဲတဲ့အချိန်အတွက်နော်သူတို့မှဒါစိုးရင်ပူမှန်မှုဆိုတာရှိတယ်လူလူနေနဲ့ဝမ်းနေတာတို့ငိုချင်တာတို့နော်နည်းလေးတော့ယောက်ျားလေးတွေဘက်ကဒါတီးခံပြီးရရှင့်ဒီလိုအချိန်ဒီမျိုးမှတီးမခံရင်တော့မှနော်ကြံတဲ့အချိန်တွေဆိုလို့ရှိရင်လည်းအဲ့ဒီယောက်ျားကဒါတီးခံနိုင်မှာမဟုတ်ဘူးရှင့်ကဲဘာရီဆက်ဖြစ်လဲဆိုတာလည်းကြည့်ကြည့်လိုက်ကြရအောင်နော်ငါဟာငိမ့်လို့မလို့ငါအေးစစ်စစ်နေတယ်ငါကလေးနဲ့ငါ ဒီပြည့်စင်နေပြီ ငါဘာလို့များလောက်တယ်လို့ငါပြည့်စင်ရမှာလဲပြောတာ ငါဘာလို့လဲငါဘာပြည့်စင်မှာလဲ အော်နေငါ့ကိုရှိုက်နေရကျွန်တော်မပြည့်စင်တော့ဘူးလား ဟေ့မင်းကငါမဟုတ်တာငါပြောလို့ ဘာမဟုတ်တာပြောရတယ် ဟမ် ဘာမဟုတ်တာပြောရ အဲ့ တယ် ဒီဘာညာရေးဆောင်းကောင်းလို့ဆွဆွဲရတယ်အဲ့လိုကိစ္စဘာ အဲ့ လို့ ဒါဆိုလို့ရှိရင်ဆေးရောက်မှတော့ကနေဘာလို့အတွေ့အကြအကုန် ဘယ် လုံး လို ပြော လဲ ရတယ် တော့တင်တာတော့တင်တာတော့တရံလို့သိနေ အကောင်သိ ငါ တယ် လည်းမရှာဘူးငါဖះဆူချိန်ဆိုရဲမိမနော်ငါလည်းစောက်ကောင်မရဲ့အဲ့ဒီကငါလုံးဝမရှာဘူးငါချိန်ပြောရငါမိဘငါပြောငါချိန်ပြောရဲတယ်နော် မင်းကိုရှာတာမ တိ ရှာ တော့ဆိုတာတင်လဲပြလိုက်လို့ရှိရင်တက်လာတယ်သူတို့စောက်ရွတက်လာတယ်သလားစားရမင်းမစကားမင်းပဲတိုက်ခိုင်းလေဒီမဲ့ဂျာရခလေးရကြည့်အောင်ငါပြန်တော့ပြန်လေမင်းစပတ်တော့ပဲပဲလို့ နေဘာဖြစ်လို့ငါ့ကိုချောင်းနေလေကားချောင်းနေငါ့ကိုပြောနေရတော့နေကကျွန်တော်ငါ့ကိုပြောရရင်ကောင်းလား မင်းအေးဆေးနေနေလားလို့ နေကကျွန်တော်အဲ့လိုတွေငါ့ကိုဆဲဆိုပြီးပြောသွားနေကောင်းလားတော့ ဒီမှဆိုလို့ရှိရင်အပြိုတုံးကတော်တော်လေးကိုချောတယ်ရှင်သူ့ရဲ့ပေါ်ရရှိတ်ကလည်းတော်တော်လေးကိုလှတယ်နော်ကိုရီဆိုလို့ရှိရင်ဒီအမကိုကြည့်ပြီးတော့မှအိုးဒီအမချစ်စရာလေးနော်လှလိုက်တာနော်အိုက်ကြီးနဲ့နော်ကလေးလည်းမွေးပြီးတော့တော်တော်လေးကိုဒါပြောင်းလဲသွားတာရှင်မိန်းကလေးတွေကဒီလိုပဲနော်ကိုဝင်ဆောင်တဲ့အချိန်ကျရင်သူတို့ရဲ့ဘဝအပြောင်းလဲတွေရှိရအတက်ကြတွေရှိရနော်အဲ့ဒီအချိန်မှာမှဒီလိုယောက်ျားတွေကဘေးကနေပြီးတော့နော်ဖေးဖေးမမမရှိဘူးဆိုလို့ရှိရင်ဘသူကလာပြီးတော့ဒါဖေးမမလဲရှင်ဒီလိုယောက်ျားမျိုးတွေကိုနော်တွေ့ရဆိုလို့ရှိရင်တော့လုံးဝကိုဒါဆက်ပြီးတော့မပေါင်းသင့်ဘူးလို့ထင်နေရှင့်ဘာဖြစ်လို့လဲဆိုတော့နော်ကိုယ့်ရဲ့အရေးကြီးဆုံးအချိန်အနေအများဆုံးအချိန်ဒီသွေးနုသားနုနဲ့အချိန်တောင်မှနော်တို့ဒီမှာဒါစိတ်ရှည်မတီးခံပေးနိုင်ဘူးကိုပဲကြည့်တဲ့ယောက်ျားတွေဆိုလို့ရှိရင်တော့ဒါဝေးကသာရှောင်ကြပါလို့ပြောချင်ပါတယ်ရှင်ကလေးလည်းနော်ကိုတန်မိုးထားနားလဲသူတွေနဲ့တွေ့ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင် Smile View လေးတော့လောက်ပါပြီရှင်အဆုံးထိလိုက်ပါကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ် view တွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်